ရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေဘဝတစ်ခုကိုရလာခဲ့ပြီဆိုမှတော့ရလာတဲ့ဘဝလေးကိုကောင်းအောင်ကောင်းတဲ့ဘဝလေးတစ်ခုဖြစ်လာအောင်လှုပ်ဆောင်ရမှာဖြစ်တယ်ကိုရလာတဲ့ဘဝကိုကိုယ်တိုင်ကမှကောင်းအောင်မလုပ်ရင်ဘသူတွေကကောင်းအောင်လုပ်ပြီးလို့ရမှာလေရေကြီးအောင်ပေပေါင်းများစွာမှာရှိနေတယ်အသက်မရှိအတိမရှိတဲ့ရေတွေကိုတောင်မြေပေါ်ရောက်အောင်လုပ်ပြီးကိုလူရကိုသုံးနိုင်သေးရင်နေကြနေတဲ့ကိုဘဝတက်မလာတဲ့ကိုစိတ်ဓာတ်တွေကိုဘာကြောင့်မြင်မလာအောင်ပြုပြင်လို့မြင့်တင်လို့မရရမှာလေကိုဘဝကိုမြင့်တင်မှာကိုစိတ်ဓာတ်တွေကိုမြင့်တင်မှာကိုစိတ်ကိုဘယ်သူတဦးတယောက်ကမှဖိထားနှိပ်ထားလို့မရဘူးဆိုတာတည်တည်ချာချာသိထားပါကိုစိတ်တွေပြပြနေတာဟာကိုယ်တိုင်ဖိထားလို့ကိုစိတ်ဓာတ်တွေကျနေတယ်ဆိုတာလေကိုယ်တိုင်ကပဲချထားလို့ပါညီအောက်ကရေတွေကိုတောင်ရေပေါ်ရောက်အောင်တင်နိုင်သေးတာဆိုတာမမေ့ပါနဲ့အတိမရှိအသက်မရှိတဲ့ကောက်နေတဲ့မြားတာတွေကိုအပူပေးကြောက်တုံးနဲ့ဖိပြီးတော့ဖြောင်းသွားအောင်လုပ်လို့ရသေးတာအကွေအကောက်တွေနဲ့မဖြောင်းတန်းတဲ့ကိုယ့်ဘဝကိုစိတ်ဓာတ်တွေကိုတော့ဘာကြောင့်ဖြောင်းပြူသွားအောင်လုပ်လို့မရရမှာလဲကိုယ့်ရဲ့မဖြောင်းတဲ့ပြုလုပ်မှုအမှားတွေလိန်လိန်ကောက်ကောက်ရှိနေတဲ့အပြောအဆိုတွေဖြောင်းစင်းမနေတဲ့ကိုယ်စိတ်တွေဖြောင်းအောင်လုပ်ပြီးပါကိုယ့်ရဲ့ကံတွေဖြောင်းလာရင်ကိုယ့်ဘဝလည်းဖြောင်းလာလိမ့်မယ်ကောက်နေတဲ့မြားတံကိုလိုရာပြစ်မရတယ်လို့မဖြောင်းတဲ့ကိုယ့်ဘဝဟာလည်းကိုလိုတဲ့အောင်မြင်မှုစီဘယ်ရမှာလဲအသက်မရှိအတိမရှိတဲ့တစ်သားချောင်းတွေကိုဖဲ့ဒါနာဖဲ့ဖောက်တင်ရဖောက်ထုတ်နေလူတွေကလှုပ်ပြီးတော့လူအသုံးဆောင်လှပတဲ့ဇပွဲကလထိုင်နေအဖြစ်နဲ့ကိုလိုသလိုပုံဖော်ပြုလုပ်လို့ရသေးတာကိုဘဝကိုစိတ်ဓာတ်တွေကိုဘာကြောင့်ကိုလိုသလိုပုံဖော်လို့မရရမှာလဲမကောင်းတဲ့အကျင့်ဆိုးတွေကိုဖဲ့ပြစ်ထုတ်ပြစ်ကောင်းတဲ့အကျင့်တွေကိုမွေးမြူပြုပြင်လို့စိတ်ထားကောင်းခြင်းဆိုတဲ့ပေါ်လက်တွေတင်လိုက်ရင်ဘဝကတင်ဘဝဇပွဲတွေဟာဘာကြောင့်မတောက်ပြောင်ရမှာလဲတို့လူတွေကကောင်းတာတွေဖြစ်ချင်ကြတယ်ကောင်းတဲ့ဘဝတွေရချင်ကြတယ်ဒါပေမဲ့ကိုယ့်စီကမကောင်းတဲ့အကျင့်တွေကြမဖယ်နိုင်ကြဘူးစမ်းကြည့်လိုက်စမ်းပါတည်တည်ချာချာစမ်းကြည့်လိုက်ကြစမ်းပါဘာပြန်ပြောချင်နေတာလဲဘာတွေများပြန်ပြောချင်နေကြတာလဲအဲ့ဒီပြန်ပြောချင်နေတဲ့လူတွေကိုစကားတစ်ခွန်းပြောခဲ့မယ်စင်ကြည်ပြီးတဲ့ပါဇက်ငတ်တတ်တယ်တဲ့အားလုံးကိုယ့်ဘဝတွေကိုပြုပြင်နိုင်သူများဖြစ်ကြပါစေ